ဆွဲလိုက်တိုင်းဒီလိုမျိုး cheese တွေပြည့်တဲ့ပေါက်စီကိုစားကြင်လို့မန်းလေးကနေနောက်မှာထားရတာအရသာကတော့တော်တော်ဆုံဆုံရှိတာပေါက်စီအလုံးကကြီးတော့ကျမ၄လုံးလောက်ပေါင်းမယ်လို့ပြီးတွေးထားတာဒါပေမဲ့အိုးကြက်နေလို့၃လုံးပဲပေါင်းလိုက်တယ်ဒီလိုမျိုးမီနီလေးတွေလည်းရှိသေးတယ်ဒါကပေါင်းထားရလေးတစ်ဖြတ်ပေါ့ကွယ်ဘာမှမခံမဲနဲ့ပေါင်းလိုက်တာအိုးကဝါလို့ဒီတစ်ခေါက်တော့အခင်းလေးခင်းလိုက်တယ်လေဝင်ပေါက်ရအောင်လို့လည်းလူမျိုးအပေါက်လေးတွေလိုက်ဖောက်ပေးလိုက်တယ်ပေါက်စီကိုသူများပေါင်းပြီးသားပဲတခါတည်းစားဘူးတာကိုယ့်အနေကိုကိုယ်တိုင်မပေါင်းဘူးတော့အောက်မှာကတ်မယ်ဆိုတာကိုမသိလိုက်ဘူးအရသာဆုံးစားကြင်လို့အလုံးကြီးတွေကလည်းတစ်လုံးစီကိုလိုက်ပေါင်းထားလိုက်တယ်အလုံးကြီးတွေမစားခင်ဒီလိုမျိုးမီနီတဲ့အရသာဆုံးလေးတွေလည်းစားလိုက်သေးတယ်အော်ပူတယ်ဆိုပြီးတော့အေးတာလေးစားအောင်လို့ဆိုပြီးမှုန်နေပြီးလည်းပြောပူတဲ့ချမ်းယူပဲပြန်သွားလိုက်တယ်တော်လိုက်တဲ့ငါပုံမှန်ဆိုရင်ပေါက်စီကိုကြက်ပေါက်စီဝါပေါက်စီလောက်ပဲစားရတာဒီလိုမျိုး cheese တွေနဲ့ဆွဲလိုက်တဲ့အမြင့်တန်းနေတဲ့ပေါက်စီကိုသူများစားနိုင်မြင်နေစားကြင်နေအဲ့နဲ့ကျမလည်းမနေနိုင်လို့မှားလိုက်တာပေါ့နောက်ထပ်လေသူ့ပေါက်စီမှာပေးထားတဲ့အချင်လေးအရန်ကောင်းတယ်ပုံမှန်ပေါက်စီအချင်ဆိုရင်ကွာဒီတိုင်းပဲအချင်တုပ်လေးပဲပေးလိုက်တာလေ။ तू ကအထဲထဲမှာနှမ်းရယ်ကြက်သွန်ကြော်ရယ်အဲ့လိုမျိုးဟာတွေလည်းပါသေးတယ်ကွာ။ပေါက်စီကအထဲဟာသားမှလည်းအရသာရှိနေရမဟုတ်အပြင်ကဂျုံသားမှကအရသာရှိနေရ။ဒါကပိန်းဦးအုံ cheese ဒါပေမဲ့နည်းနည်းလေးတော့ခဲသွားတယ်ပေါ့ကွာ။ကျမစားနေတဲ့အချိန်မှာ mozzarella cheese ကအမြင်မတန်းတော့ဘူး။ဝတ်သားပေါက်စီဆိုရင်လည်းလေရိုးရိုးဝတ်သားတစ်မျိုးတည်းနဲ့ရတာမဟုတ်ဘူး။ wet cheese တို့ wet stew cheese တော်တော်ဆုံဆုံရှိတာ။ပေါက်စီအလုံးကြီးတွေကိုတော့အရသာသိချင်လို့တစ်လုံးကိုတစ်ဝက်စီပဲလိုက်စားလိုက်တယ်။အဆုံးထိကြည့်ပေးလို့ကျေးဇူးပါ။ Bye